အသားတရက်ကိုဘယ်လောက်စားပေးရမလဲပေါ့ကျွန်တော်တို့နိုင်ငံကအရင်တည်းကလည်းအသားစားနေတယ်နောက်ပြီးတော့မှကာယဗလာမောင်နေအလေးမတဲ့သူတွေလောက်ပဲအသားကိုတေချာစနစ်တကျစားရမယ်ဆိုပြီးတော့မှထင်တတ်ကြပါတယ်အဲ့အတွက်ကြောင့်နေ့မှာဆိုလို့ရှိရင်တော့အသားတရက်ကိုဘယ်လောက်စားပေးရမလဲဒါတို့မှအသားဓာတ်ကကျွန်တော်တို့ခန္ဓာကိုယ်အတွက်ဘာကြောင့်အရေးကြီးတာလဲဆိုတဲ့အကြောင်းတွေကိုဝေမျှဆွေးနွေးတော့မှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်တို့အစားတောင်းတဲ့ Heart Science ထူပြူဒေါက်တာရင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အရွယ်ရောက်ပြီးသားသူတယောက်အနေနဲ့ပေါ့နော်တရက်ကိုဆိုလို့ရှိရင်တော့အနည်းဆုံးဒီမချက်ရသေးတဲ့အသားဆိုလို့ရှိရင်တော့ဒီ12ချက်သားအင်္ဂလိပ်လိုဆိုလို့ရှိရင်တော့200 gram လောက်စားပေးဖို့အကြံပြုချင်ပါတယ်အဲ့တော့ကျွန်တော်တို့အသားပေါ့နော်ဒီကြွက်သားတွေကြီးထွားဖို့ခန္ဓာကိုယ်ကြီးထွားဖို့တခုတည်းအတွက်မဟုတ်ပေါ့နော်သူ့မှာတခြားသောဒီခန္ဓာကိုယ်အကျိုးပြုတဲ့အရာတွေအများကြီးရှိပါသေးတယ်ဥပမာပြောလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီအယိုးဆက်တွေပို့ပြီးတော့မှဒီကြန့်ခိုင်တန်ဆွမ်းဖို့နောက်ပြီးတော့မှကျွန်တော်တို့ဒီကိုယ်ခါကောင်းဖို့ဒါရင်ပဲလားဆိုတော့ခန္ဓာကိုယ်မှာရှိတဲ့ cells တွေရဲ့ပြန်လည်ပြီးတော့မှဒီဆောက်တဲ့နေရာမှာလည်းသူကများစွာအထောက်အကူပြုတာဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်ကိုယ်အနေနဲ့အသားစားနည်းနေတဲ့သူဆိုလို့ရှိရင်တော့ခုနမာနလောက်ကိုတိုးပြီးတော့မှစားဖို့အကြံပြုချင်ပါတယ်အကယ်၍ကိုယ်အနေနဲ့အသားမစားဘူးအသားကိုရှောင်ထားတဲ့သူဖြစ်တယ်ဆိုလို့ရှိရင်တော့ပဲမျိုးနောက်ပြီးတော့ကျွန်တော်တို့ဒီပဲပြားတို့တုပ်ဟူးတို့အစိတ်ဆန်လေးဒီလိုမျိုးအရာတွေကနေလည်းအသားတက်ကိုရရှိနိုင်တာဖြစ်တဲ့အတွက်စနစ်တကျစားပေးဖို့တော့အကြံပြုချင်ပါတယ်အဲ့ဒီကြောင့်ကိုကအသားမစားဘူးအသားရှောင်တဲ့လူဆိုလို့ရှိရင်တော့ဒီပဲဒါမှမဟုတ်ဆိုလို့ရှိရင်တုပ်ဟူးတို့တော့နေ့စဉ်ပါအောင်စားဖို့တော့အကြံပြုလိုက်ရပါတယ်အဲ့တော့ဒီနေ့ကျွန်တော်မျှသွားတဲ့အကြောင်းလေးကတယောက်ချင်းစီတိုင်းအတွက်လည်းအကျိုးရှိမယ်လို့ယုံကြည်ပါတယ်မမေ့ပါနဲ့တင်ကိုရန်ကတင်အတွက်အကောင်းဆုံးဆရာအောင်ပါတယောက်ချင်းစီတိုင်းစိတ်ရုပ်ကိုပါကျမ်းမာချမ်းသာကြပါစေလို့စတောင်းပေးလိုက်ပါတယ်ခင်ဗျာ